မင်္ဂလာပါ MTH ခပါအဲ့တော့ဒါလေးကတော့ကျွန်တော်တို့ရွှေရောင် Tarot ကတ်လေးပေါ့နော်ရေးဆိုခံပါတယ်အဲထဲမှာကျွန်တော်တို့အသုံးပြုလို့ရတဲ့ကတ်က88ကတ်ပါပါတယ်အဲ့တော့ Major ကတ်ကတော့22ကတ်ကျွန်တော်တို့ Minor ကတ်ကတော့56ကတ်ပါပါတယ်အဲမှာကျွန်တော်တို့အသုံးပြုပုံပြုနည်း menu စာအုပ်လေးတုံးပါမယ်ဒါတော့သူ့ရဲ့ကတ်အနေထားပေါ့နော်ရေစုခံတဲ့ကတ်လေးတွေပါတကတ်ချင်းစီဘလို့အသုံးပြုရတယ်ဘလို့အဓိပ္ပာယ်ဖော်ဆောင်တယ်ဆိုတာခုန menu စာရွက်ထဲမှာရေးထားပေးပါတယ်PVC plastic တားနဲ့လုပ်ထားတဲ့ကတ်ကလေးတွေပါရေတွေးအရန်ကောင်းပါတယ်ခင်ဗျာဒါလေးတွေက Tarot ကတ်ကလေးတွေပါရွှေရောင်ကတ်ကလေးတွေပါဒီ Tarot ကတ်ကလေးတွေကိုကျွန်တော်တို့စိတ်ဝင်စားလို့မှားကျင်နေဆိုရင်ကျွန်တော်တို့ MTH ကိုအချိန်ကြီးဆက်တွယ်ဝယ်နိုင်ပါတယ်ခင်ဗျာကျေးဇူးအထူးတင်ပါတယ်Tarot ဆိုရင်ကျွန်တော်တို့ MTH ကိုတတိယပေးပါခင်ဗျာ